တိုက်ချက်တရားဗျာတိုက်ချက်တွေကဝိုင်းလည်းမခုဘူးပိန်လည်းမခုဘူးခီးပန်းလည်းမခုဘူးအမစီးများရင်လည်းမခုဘူးအာဟာရချိုးသိမ့်လည်းမခုဘူးပြီးကြက်ကြီးနဲ့ခုလက်ပုတ်ထားရင်လည်းမခုဘူးအဲ့ထဲမှာအဆိုးဆုံးကတော့ဆေးမိလည်းမခုဘူးအဲ့တော့ကျွန်တော်တို့တွေကအဲ့လိုမျိုးဟာတွေကိုမဖြစ်ရလေအောင်ပေါ့မဖြစ်ရလေအောင်ဘယ်လိုမွေးလဲပေါ့ဘယ်လိုမွေးလဲဆိုလို့ရှိရင်ကြက်တကောင်လွှတ်မွေးထားတဲ့ကြက်တကောင်နဲ့ဒီအုပ်ဆောင်ထဲမှာအုပ်ပြီးတော့ဒီပုံမှန်ပေါ့သူလောက်ရမယ့်ပုံမှန်လေးချင်းငယ်ပုံမှန်လုပ်ပြီးတော့မွေးတဲ့ကြက်နဲ့ကြတော့အုပ်ဆောင်ထဲမှာမွေးထားတဲ့ကြက်ကကြတော့ရက်ပက်ပြီးရင်ထုတ်တိုက်လို့ရတယ်ပေါ့ထုတ်တိုက်ရက်ပက်ပြီးထုတ်တိုက်လို့ရတယ်ဒါပေမဲ့ပြင်မာလွတ်မွေးထားတဲ့ကြက်ကြတော့ရက်ပက်ပြီးရင်လည်းထုတ်တိုက်ချင်မှထုတ်တိုက်လို့ရတာသိလားဘာဖြစ်လို့လဲဆိုတော့ तू စားချင်တယ် तू စားတယ်အမရဲ့ तू ရချင်လိုက်တယ်ပြီးရင်သူ့မှာက training exercise ကလည်း तू လုပ်ချင်မှလုပ်တယ်မလုပ်ချင်တယ်မလုပ်ဘူးလွတ်မွေးလူတော်များကတော့သူတို့ကဟိုဘယ်လိုလဲသူတို့မှလည်းအလုပ်ကင်နေရှိရဗျာအလုပ်ကင်နေရှိရဆိုတော့ဒီချက်ကိုတိတ်ဦးစားမပေးနိုင်ဘူးဝါသနာတော့ပါတယ်အလုပ်ကင်နေရှိရဆိုတော့ဦးစားမပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးလွတ်မွေးကြများပါဒါပေမဲ့ကျွန်တော်တို့ဒီလွတ်မွေးမယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့ဟိုချက်တီမိုးရတဲ့အချိန်မှာဒီနေရခံရမယ့်နေရာမျိုးလေးဒီကောင်းကောင်းကိုနေရမယ့်နေရာမျိုးပေါ့ပြီးရင်ဒီဟိုအစာဆိုလို့ရှိရင်လည်းဒီမှာကိုကပုံမှန်လေးစီးနေကိုင်းနဲ့ကျွေးပေးလို့ရှိရင်တော့ရက်ပက်ပြည့်ရတခါတန်းတိုက်လို့ရတယ်တော်တော်များများကတော့ဘယ်လိုဟိုကျွန်တော်ပြောချင်တာကဗျာကြက်ပဲဗျာဟုတ်လား21ရက်မှမဟုတ်လား9ရက်နဲ့ထုတ်တိုက်တော့ရတယ်အဲ့လိုမျိုးပြောတာမဟုတ်ဘဲနဲ့သူ့ရဲ့ချီပါဝါငုတ်ပါဝါအကုန်လုံးကိုပေါ့ထည့်ပြီးတော့ခွတ်အောင်မွေးတာကိုပြောတာပေါ့အဲ့လိုမျိုးမွေးမယ်ဆိုလို့ရှိရင်ဒီလောင်ပြီးတော့မွေးတဲ့ကြက်ကရက်ပက်ချင်းပြည့်ရနဲ့ထုတ်တိုက်လို့ရတယ်သူ့မှာအဲ့လိုမျိုးပေါ့ကိုကကျွေးသားမွေးသားကောင်းတယ်လေးကျင်ထိန်ကြီးတီချာကောင်းမှုပေးထားတယ်ဝိတ်လည်းတီချာတက်တာလည်းမရှိကြတာလည်းမရှိဘူးဆိုရင်အချက်ကပိုပြီးခွတ်တယ်အဲ့လိုမှမဟုတ်လူမွေးထားမယ်ဆိုလို့ရှိရင်တော့ဒီရက်ပက်ပြည့်နေအောင်မှခုလို့ရကျင်မှရမယ်သူခုကျင်တဲ့ခုမယ်မခုချင်လည်းမခုဘူးခါကြရလို့ရှိရင်တကယ်ကမားတဲ့ကြောင့်မို့သူမိုးမိတယ်လည်းကိုကမသိနိုင်ဘူးစက်တီကခန္ဓာကိုယ်ကအပူချိန်နေနဲ့များတယ်မိုးမိတဲ့ဟာကသူတို့တစ်ခါလောက်ပေါ့တစ်ခါလောက်ဟိုတန်းပေါ်မှာနည်းနည်းလောက်အိတ်လိုက်လို့ရှိရင်အမှုချင်း6ပါတယ်ဗျာအဲ့လိုမျိုးဒါတွေကကြတော့ဒါအခုလက်ရှိဖြစ်တဲ့ခိတ်ပြဿနာတွေပေါ့ပြီးတဲ့ခုမိုးတွေအရန်ရွာတဲ့အချိန်ကြလို့ရှိရင်ချက်ကလေးတွေကလေဒီဟိုဖြစ်တတ်တယ်အဲ့လိုထွက်လာတဲ့အကောင်ပလောင်လေးတွေကိုစားပြီးတော့လေအဲ့လိုနှင်းသီးတွေပေါက်တာတို့ဗျာနှင်းသီးတွေပေါက်တာတို့ပြီးရင်ဒီမျိုးလုံးကြီးရောင်တာဖြစ်တတ်တယ်အဲ့ဒါကကျတော့ဗာလဲဆိုမိုးရသည်မှာအဖြစ်များတယ်မိုးရသည်မှာဖြစ်များတာပေါ့မိုးဆူလို့လည်းပါတယ်ပြီးမိုးရဘက်မှာထွက်တဲ့အကောင်လေးတွေကိုစားလို့လည်းပါတယ်အဲ့ဒီပြဿနာပေါ့အဲ့လိုအပြဿနာဘယ်လိုဖြေရှင်းမလဲဆိုတော့မိုးရလို့ရှိရင်အုပ်ထားပြီးရင်ကြက်လေးတွေကိုအစာဝါကိုကျွေးစီပီစာတို့ပါတော့အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတယ်ဒါပါပဲတိုက်ချက်ဒီမှာဒါအားနေချက်အားသာချက်ဆိုတာရှိတယ်အဲ့တော့အဲ့ဒီအားနေချက်အားသာချက်ကနေပြီးတော့ဒီငါချက်အားသာချက်ကပါလဲအဲ့တကြောင့်ငါဘာထွေနီလုပ်ပေးရမလဲငါချက်အားနေချက်ကပါလဲငါဘာထွေနီလုပ်ပေးရမလဲဆိုရဲအပေါ်မှာမူတည်ပြီးတော့꿰ပြသွားတယ်အဲ့တော့ဒီချက်ပြင်းတဲ့နေရာမှာပေါ့ချက်ပြင်းတဲ့နေရာမှာဒီဘယ်လိုပြင်ခြင်းလဲဘယ်လိုပြင်ရလဲလို့ပြောလို့ရှိရင်ဟိုကျွန်တော်အခုပြပြလိုက်တယ်အကိုတို့ရှိမှာကအစင်ပြေချမ်းပြင်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောတဲ့နီးကအမွေးတို့ပြောတာလားချက်ပေါက်ကိုပြောတာလားလမ်းကိုပြောတာလားအမိုက်ကိုပြောတာလားအခုတက်ကိုပြောတာလားဒီလိုမျိုးရှိရဗျာပြီးနောက်တစ်ခုကဒီကြက်တကောင်ရဲ့ weight ပေါ့ကြက်တကောင်ရဲ့ weight မှာဒီဟို weight များသွားလို့ weight များလဲဗျာပြဿနာမရှိပဲခွတ်တဲ့ချက်တွေရှိတယ်ဒါပေမဲ့ weight များသွားလို့ရှိရင်ပြဿနာရှိတဲ့ချက်တွေရှိတယ်အဲ့ဒါဒီကဟိုတလုံးချင်းတွေဗျာတလုံးချင်းတွေကိုဖြည်းဖြည်းချင်းမှန်မှန်လေးဘယ်လိုပြောရမလဲဆိုတော့ချက်ချက်မှာအနည်းဆုံးတစ်လလောက်နေပြီးမှဒါတွေကတင်ပေးလို့ရတာလမ်းကြီးပြကြညီလေးဟိုဟာလို့ကကြတော့အဲ့ဒါဆိုလို့ရှိရင်လေဟိုပြောပြလိုက်တာလွယ်လွယ်လေးပဲဒါပေမဲ့ကျွန်တော်အခုပြောတာဝါသနာရှင်တို့ပြောတာပါပြောပြလိုက်လို့ရတယ်ဗျာပြောပြလိုက်လို့ရပေမဲ့ညီကိုလေးရှိမှအဆင်ပြေမှာမဟုတ်ဘူးကျွန်တော်ပြောတာယုံအဆင်မပြေဘူးအဲ့လိုမျိုးအဆင်ပြေချင်လို့ရှိရင်ကိုနဲ့တီးရဲ့ချက်သမားကြီးနာကိုသွားပြီးတော့အကိုညီလေးကိုဒါလေးပြပြအဲ့လိုမျိုးပုံမှန်သွားနေမှာရပြောချင်တာဗျာအခုလူတယောက်ရဲ့အုံနောက်ဆိုတာကအခါတည်းအသွေးပုံမှာပြောပြတာအခါကျရင်ကိုယ်တွေမှာအလုပ်သွားတာရှိတယ်လုပ်စရာရှိတဲ့အလုပ်တွေရှိရဗျာအဲ့ဒါကြောင့်မလို့မပြောပြနိုင်ဘူးအဲ့ဒါကြောင့်မို့ကိုပုံမှန်သွားနေတဲ့ကြောင့်မို့သူတဲ့ပုံမှန်ထိတွေ့နေတဲ့ကြောင့်မို့သူအဲ့လိုမျိုးစိတ်ရရှိတဲ့အချိန်ကျရင်တခွန်းပြောနောက်မှအခွန်းပေါင်းနေများတဲ့အချိန်ကျတော့ကိုကလည်းကျွမ်းကျင်သွားတာပြီးရင်
အဲ့အနေတစ်ဆင့်ပေါ့ဖြည်းဖြည်းချင်းတင်ယူသွားတာပေါ့ကျွန်တော်တို့ကလည်းအဲ့လိုမျိုးပဲတင်ယူခဲ့တာဗျာတိတာတိုက်ချက်ဆိုတဲ့ဘာသာရက်ကတိရစ္ဆာန်တွေပုံမှုတိရစ္ဆာန်တွေပုံကိုဒီမိခိုပြီးတော့အားပြုရတဲ့အတွက်ကြောင့်မလို့သူတို့ဘာကိုလိုချင်လဲသူတို့ဘာကိုကြိုက်တာလဲဆိုတော့ကိုကောင်းကောင်းသိဖို့လိုတယ်ဒါပါပဲမသိရင်တော့နည်းနည်းရှုပ်ထွေးတယ်ပေါ့ဗျာကျွန်တော်ပြောတဲ့စကားတကယ်သိသွားလို့ရှိရင်တော့နားလည်သွားပါလိမ့်မယ်